အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီမွန်ပြည်နယ်မော်လမြိုင်မြို့ဒီမဟာမြိုင်ရက်ကွက်ထဲမှာဖြစ်သွားတဲ့ဒီလူတက်မှုလေးအကြောင်းကိုနည်းနည်းလေးပြောပြပေးခြင်းပါတယ်ဒီလူတက်မှုလေးကတော့နည်းနည်းတော့ဂိုင်းစတာနည်းနည်းဆန်တယ်ပေါ့နော်ဖြစ်စဉ်ကတော့ဒီနိုဝင်ဘာလ9ရက်နေ့ည10:00နာရီလောက်မှာဒီတည်ဆုံးသွားတဲ့ LGBT 2ဦးနဲ့တူဒီတခြားသူတို့တငယ်ချင်းနဲ့စုစုပေါင်း3ယောက်ပေါ့နော်အဲ့3ယောက်ကဒီမဟာမြိုင်6လမ်းထဲမှာရှိတဲ့သူတို့ရဲ့ဒီအလှပြင်ဆိုင်မှာရှိနေတာအဲ့ဒီအချိန်မှာဒီတနတ်သမား2ဦးကရောက်လာပြီးတော့မှပြစ်သွားတာပေါ့နော်ပြစ်သွားတဲ့အခါမှာဒီ LGBT 2ဦးကတော့အသက်အဲ့နေရာမှာနေပွဲချင်းပြီးဆုံးရှုံးသွားတယ်ကျန်တဲ့တစ်ယောက်ကတော့ကြည်ဘူးကဒီနန်ရိုးကြားထဲမှာညှက်နေတယ်ပေါ့နော်အဲ့တော့သူ့တော့ဒီအရေးပေါ်အနေနဲ့ဒီမူပွန်ဘက်မှာတွားပြီးတော့ကုနေရတယ်ပေါ့နော်အဲ့တော့တည်ဆုံးသွားတဲ့သူတွေကဒီတနတ်သမားတွေနဲ့ဒီလှိုင်ရက်ကွက်မှာလုပ်တဲ့ဒီပွဲစည်းမှာရန်ဖြစ်ခဲ့တယ်လို့ဒါယူဆရတယ်လို့အဲ့နီးနားမှာရှိတဲ့သူတွေကတော့အဲ့လိုမျိုးပြောတယ်ပေါ့နော်ဒါကတော့အဲ့လောက်ဖြစ်ုံနဲ့ဒီလူသက်ရလောက်တဲ့အထိကတော့နည်းနည်းတော့လွန်တယ်လို့တော့ထင်တယ်ပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်ဒီသူက LGBT ဖြစ်တယ်ဒီတည်ဆုံးသွားတဲ့သူတွေကအဲ့တော့ဘယ်လိုပြောရမလဲတော့မသိဘူးနည်းနည်းတော့ဒီမင်းမဲဇေယိုက်ဆန်တယ်ပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့လေဒီကာလမှာပေါ့နော်အစားစားတွေက view site ကြပါဒီကိုပဲကိုကာကွယ်မှပဲရမှာပါအဲ့တော့ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကဒီလောက်ပါပဲထိုင်းနိုင်ငံမှာရှိတဲ့ထူးခြားဖြစ်စဉ်တွေစိတ်ဝင်စားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်ကတော့အိုဆိုပါ